ဆယ်ကျော်သက်တစုဟာမတော်တဆတပ်ပုံရိုက်မိပြီးတေတံချမှတ်ခံရမယ်ဆိုတာမသိလိုက်ကြပါဘူးရုပ်ရှင်ကဆာရာနဲ့ဝိုင်းနက်ဆိုတဲ့လှပတဲ့မိန်းကလေးနှစ်ယောက်ဟာဆာရာရဲ့ကွယ်လွန်သွားတဲ့မိခင်ရဲ့ပစ္စည်းတွေပါတဲ့တစ်တာတစ်လုံးကိုဖျက်သွားရင်းမိတ်ဆက်ပေးထားပါတယ်ဆာရာရဲ့မိခင်ဟာကြာမြင့်စွာကတည်းကကွယ်လွန်သွားခဲ့ပါတယ်အိမ်တန်ရှင်ရေးလုပ်နေတော့ဆာရာဟာတစ်တာထဲမှာတင်ထားတဲ့မိခင်ရဲ့ပစ္စည်းဟောင်းတွေကိုတွေ့ရှိခဲ့ပါတယ်သူတို့စစ်ဆေးကြည့်တဲ့အခါဆာရာနဲ့လင်ဒါဟာတစ်ချိန်ကမိခင်ပိုင်ဆိုင်ခဲ့တဲ့ Polaroid ကင်မရဟောင်းတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်ကင်မရာကို1980ခုနှစ်တွေမှာထုတ်လုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်ပြီးတော့ Sarah ဟာ Lina ကို Polaroid ကင်မရာသုံးပြီးမိခင်ရဲ့အိတ်ခမ်းဟောင်းထဲမှာသူမရဲ့ဓာတ်ပုံကိုရိုက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကကျမအမေရဲ့ပစ္စည်းဟောင်းတွေပါကင်မရာပါ။ကျမတို့ဒါကိုယူသွားကြပါတယ်။ဓာတ်ပုံရိုက်ပြီးတဲ့နောက်ရလက်ကိုစောင့်ကြည့်နေကြပါတယ်။ဒါပေမဲ့ဓာတ်ပုံကအပြည့်အဝမပေါ်ခင် Lina ရဲ့မိခင်ကဖုန်းဆက်ပြီးအိမ်ပြန်လာဖို့ပြောပါတယ်။တခြားရွေးချယ်စရာမရှိတော့တဲ့အတွက် Sarah ဟာ Linda ကိုအိမ်ရှိတကားစီခေါ်သွားပါတယ်။ Linda ထွက်သွားပြီးမကြာခင်မှာပဲ Sarah ဟာအပေါ်ထပ်ကနေထူးဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ်။သူမသည် Polaroid ဓာတ်ပုံကိုပြန်ကြည့်လိုက်ရာသူမ၏နောက်တွင်မှောင်မိုက်သောအရေးတစ်ခုရက်နေသည်ကိုမြင်လိုက်ရသဖြင့်အံ့အားသင့်သွားသည်။မကြာမီတွင်လျှက်စစ်မီရုတ်တရက်ပြတ်တောက်သွားပြီး Sarah ထိတ်လန့်သွားသည်။လျှက်စစ်မီပြန်ဖွင့်ရန်အောက်ထပ်သို့အမြန်ဆင်းသွားတော့လဲအိမ်တွင်သူမတစ်ယောက်တည်းရှိနေတော့လဲရုတ်တရက်အိမ်ခေါင်မိုးပေါ်ဘောလုံးတစ်လုံးပြုတ်ကျလာသောအခါလန့်ဖြတ်သွားသည်။ဆက်စုကျင်စိမ့်နှင့်ကြောက်ရွံ့နေသော Sarah သည်အိမ်ခေါင်မိုးကိုစူးစမ်းရန်ဆုံးဖြတ်လိုက်သည်သူမဝင်လိုက်သည်နှင့်မမြင်ရသောအရာတစ်ခုကသူမကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးထိုနေရာတွင်ပင်တေဆုံးသွားခဲ့သည်ထို့နောက်မြင်ကွင်းသည် Bird အမည်ရှိအမျိုးသမီးငယ်တဦးစီသို့ပြောင်းလဲသွားပါသည် Bird သည်ရှက်တက်ပြီးတိတ်ဆိတ်ကသူမဘာသာနေတတ်သူဖြစ်သည်သူမသည် Worcestershire ဘော်အထက်တန်းကျောင်းတွင်တက်ရောက်နေပြီးသူမ၏အတန်းဖော်များနှင့်ရှာရှာပပသာစကားပြောလေးရှိသည့်ကျောင်းတွင်သူမသည်ကော်နာဆိုတဲ့ချုံမောတဲ့ကျောင်းသူတစ်ယောက်ကိုကြိတ်ကြွေနေပေမဲ့သူမရဲ့ခံစားချက်တွေကိုဝန်ခံဖို့တတိမရှိခဲ့ပါဘူး။ကျောင်းစည်းအတွက်ကူညီဖို့အတွက်ဘတ်ဟာသူမရဲ့တငယ်ချင်းတိုင်လာပိုင်ဆိုင်တဲ့ရှေးဟောင်းပစ္စည်းဆိုင်မှာအလုပ်လုပ်ပါတယ်။တနေ့မှာဘတ်ဟာဆိုင်မှာအလုပ်လုပ်နေတုန်းတိုင်လာဟာသူမအတွက်လက်ဆောင်တစ်ခုယူလာခဲ့ပါတယ်။အဲ့ဒီကင်မရာဟာ1980ခုနှစ်တွေမှာထုတ်လုပ်ခဲ့တာကြောင့်အလွန်ရှားပါပါတယ်။ဘတ်ကတိုင်လာကိုဘဲကရလဲလို့မေးတော့တိုင်လာကတယောက်ကမယုံနိုင်တော့အောင်ဈေးပေါ်နဲ့ရောင်းလိုက်တာကချက်ချင်းပဲသူ့အာယုံကိုဖန်ဆားသွားတယ်လို့ရှင်းပြပါတယ်။ဘက်ကကင်မရာပေါ်မှာထွင်းထားတဲ့ race အတူကောက်ကိုသတိထားမိပါတယ်။ရှေးဟောင်းပစ္စည်းကိုဆွဲလန်းသွားပြီးအိမ်ယူသွားလို့ရမလားလို့မေးပါတယ်။တိုင်လာကဘက်ကိုကင်မရာကကောင်းကောင်းအလုပ်လုပ်သေးလားဆိုတာစစ်ဆေးဖို့ပြောပါတယ်။အစပိုင်းမှာတိုင်လာကဘက်ရဲ့ဓာတ်ပုံကိုရိုက်ချင်ပေမဲ့ကင်မရာရှိမှရှက်လို့ညှင်းဆန်ခဲ့ပါတယ်။အဲ့ဒီအစားတိုင်လာကစမ်းသက်ဓာတ်ပုံရဲ့ပြစ်မှတ်အဖြစ်ပါဝင်ဖို့ဆန္ဒလျောက်စေတနာဝန်ထမ်းလုပ်ပါတယ်။ဒါဆိုရင်ကျမကိုစမ်းကြည့်လို့ရပါတယ်။အိုးဟုတ်ပြီသူတို့ဓာတ်ပုံထွက်လာဖို့စောင့်နေတုန်းထားကဖြည်းဖြည်းချင်းနီးကပ်လာပြီး Bird ကိုနမ်းဖို့ကြိုးစားတယ်သူဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာသဘောပေါက်ပြီး Bird က Polaroid ကင်မရာနဲ့ဆိုင်ကနေအမြန်ထွက်သွားတယ်အိမ်ပြန်ရောက်ပြီးနောက်သူမကင်မရာထဲကိုဖလင်အသစ်တစ်ထုပ်ထည့်လိုက်တာကြောင့်အသုံးပြုလို့ရပြီးမကြာခင်မှာပဲ Bird ရဲ့အတန်းဖော်ခဲစီကပြီးလို့ခေါ်တဲ့တခြားအတန်းဖော်တစ်ယောက်ဧည့်ခံတဲ့ပါတီပွဲကိုလာဖို့သူမကိုဖိတ်ခေါ်တဲ့ Bird ကလူအုပ်ကြီးနဲ့နေရတာကိုမကြိုက်လို့အစပိုင်းမှာညှင်းဆိုခဲ့တယ်ဒါပေမဲ့ခဲစီက Bird ကပို့ပြီးပေါင်းတင်ဆက်ဆံပြီးတငယ်ချင်းအစ်စ်တွေရအောင်စူးစမ်းမယ်လို့မျှော်လင့်ပြီးသူမကိုဆက်လက်ဆွဲဆောင်နေတယ်အချိန်ချင်းဖိအားပေးခံရပြီးနောက် Bird ကနောက်ဆုံးတော့တက်ရောက်ဖို့သဘောတူလိုက်တယ်ဒီည